ဒီဖို့ကားပြရောင်းဒါတောင်ကြီးမြို့ကိုပို့ပြရမယ့်ကားကြီးဖြစ်ပါတယ်เนาะကျွန်တော်တို့မပို့ခင်အသုံးပြုနည်းလေးနဲ့စစ်ဆေးထားတာလေးကိုကျွန်တော်ပြရပါဒီကားလေးမှာဒါဘတ်မန်နေပါမယ်เนาะဘတ်မန်တစ်ခုကတော့ကျွန်တော်မတက်ပေးလိုက်ဘူးဒီမှာတက်ရမှာပေါ့เนาะဒီမှာမူလီလေးရှိပါတယ်ဟိုဘက်ဒီဘက်ရှိပါတယ်နောက်ပြီးသူမှာ remove ပါမယ်အာသွင်းကြိုးပါမယ်သူ့ဘာသူကလေးသူ့ဘာသူမောင်းလို့ရတဲ့ချင်းလေးနေပါလေးလည်းပါဝင်ပါတယ်ပို့တဲ့ခါကျရင်တော့ဒီလီဂါမန်မီးကိုဖြုတ်ပေးလိုက်မယ်ပေါ့เนาะဒါကတော့ plug ပေါ့เนาะဒီ plug ကကိုယ့်ဘက်ကိုဟို join ပြီးတော့ပြန်ပြီးတော့တက်လဲရပါတယ်မီးမလင်းခြင်းနဲ့ဆိုရင်တက်ကိုချုပ်ထားလို့ရတယ်မီးလင်းခြင်းနဲ့ဆိုရင်လည်းပြန်တက်ထားလို့ရတယ်ပေါ့เนาะအနောက်ဂိုင်းလည်းအတိုင်းပါပဲเนาะအနောက်ဂိုင်းကိုလည်းဖြုတ်ပေးလိုက်မယ်သူကဒီအောက်လေးမှာပါပါတယ်เนาะဒီမှာလက်ကျိုးလေးပါပါတယ်ဒါလေးကိုဖြုတ်ပေးလိုက်ပါငါးနှစ်ဖက်ဒီလိုဖွင့်ပေးလုပ်လို့ရပါเนาะဒါလေးကိုဒါရှေ့သုံးပြီးဖွင့်လိုက်ရင်ဒါရပါမယ်ပါဝါဖွင့်ပေးခလို့မှာပါဝါလေးဖွင့်လိုက်တာနဲ့စက်တန်နဲ့ထွက်လာလိမ့်မယ်music player မှာမီးလင်းပါဒီရှေ့ကလည်းမီးလင်းပါတယ်เนาะသူကမီးတွေလည်းစုံပါတယ်ဒီကမှန်လည်းမီးလင်းပါတယ်နောက်ကိုင်းလည်းမီးလင်းပါနောက်ပြီးဒီအနောက်ကလည်းမီးလင်းပါတယ်နောက်ဖင်မီးကလည်းလင်းပါတယ်သုံးမျိုးလေးကိုပြရင်ပါမယ်ဒီစီရတိုင်းနေလည်းဖုန်းနေတီးလို့ရမယ်တချင်းနဲ့တပုတ်တပုတ်ကြော်ပြီးဖွင့်လို့ရမယ်ဒါတချင်းဖွင့်တာဒါအောင်တော့ဟွန်တီးတာပေါ့နော်ဟွန်တီးလို့ရမယ် music player နေလည်းတချင်းတွေဖွင့်လို့ရမယ်တပုတ်တပုတ်ကြော်လို့ရမယ်ရက်လို့ရမယ် MOD မှုတ်ကြတော့ဒါBluetooth ပေါ့နော်ဒါဆိုရင် Bluetooth လေး on ထားရင်ပါဖုန်းထဲမှာ Bluetooth ဖွင့်ပြီးတော့ကိုကြိုက်တဲ့ချင်းလေးနဲ့ချိတ်ပြီးဖွင့်လို့ရပါတယ်ဒါ earphone ပေါ့နော်ဒါအားဘလောက်ခွင့်လဲဆိုတာဒီမှာပြပါတယ်ဒီမီးအောင်ဖြစ်ဖြစ်မိန်သွားတယ်ပဲဖြစ်ဖြစ်မောင်းနေတယ်ပေါ့ဒါရန်နေသွားတဲ့ခါကျရင်ပါဝါပိတ်ပြီးအားသွင်းပေးရပါမယ် battery အားကုန်နေချိန်လုံးဝအသုံးမပြုပေးရပါဘူးဒါ USB ပေါက်လေးပေါ့နော်ဒါလေးကတော့စီးစော့လေးပေါ့နော်ဒီဟာလေးကိုဖွင့်လိုက်ဒါဘဲမှမတော်ဘူးရှစ်တိုးနောက်ဆုံးလိုမျိုးလေးပဲလွတ်တော့ဖြစ်နေနေမယ်အချိန်ကျရင် remote နဲ့လည်းမောင်းလို့မရဘူးချင်းနေဒီမှာလည်းမောင်းလို့မရပါဘူးပြန်ပိတ်ကျင်နေဆိုရင်ဒါလေးကိုပြန်နှိပ်လိုက်ဒါပြန်ရက်သွားမယ်ပေါ့နော်အရှိကိုမောင်းနေဆိုရင်ဒါရှစ်တိုးနောက်ဆုံးခလို့လေးပါအရှိလေးကိုထားပြီးတော့ဒီချင်းနေလီပါလေးနင်းလိုက်ရင်ကားအရှိကိုသွားပါမယ်လို့ရင်သူကရက်သွားမယ်အလယ်မှာထိုင်တော့နင်းလည်းဘဲမှမသွားဘူးပေါ့နော်အနှောက်ဆိုရင်ဒါအနှောက်သွားပါမယ်နော်ဒီစီယာတန်နေလည်းအချိုးခွေလုပ်လို့ရပါတယ်နော်အချိုးခွေကောင်းပါတယ်ဒါ remote ချိန်ကြီးလေးပြောပြရမယ်နော်ဒါ remote ကိုတက်ခဲထည့်ပြပြီးတော့စမ်းပြပေးတာပါဟိုရောက်တဲ့ခါကျရင်ကိုယ့်တက်ခဲထည့်ရိုက်ထည့်ပြီးတော့ပြန်ချိတ်ပြီးတော့ပြန်မောင်းပေးပါနော် remote လေးအရင်ဆုံးတက်ခဲထည့်ပွားဆိုရင်ကားပေါက်အမျိုးမျိုးပိတ်ထားပေးပါတက်ခဲလေးထည့်ပွားဆိုရင် remote မှာပါတဲ့အရှိအနောက်ခလုံးလေးကိုတပြိုင်တည်းလေးဒီတိုင်းလေးဖိထားပေးပါနော်ဒီတိုင်းလေးဖိထားလို့ရှိရင်မီးကမိတ်တုံဖြစ်လာလိမ့်မယ်ဒီလိုမိတ်တုံဖြစ်လာတဲ့ခါကျရင်လွတ်ပြီးတော့ကားပေါက်လေးဖွင့်လိုက်တာနဲ့ဒါကားနဲ့ remote နဲ့ချိတ်သွားပြီပေါ့နော်ချိတ်သွားပါပြီဒါအရှိသွားတာပါဒါအရှိဒါအနောက်ဒါဘေးပညာခွေတာပါဒါဘေးပညာခွေတာပါ S ကကျတော့ speed 3နည်းတင်လို့ရတယ် short ချင်တဲ့ S ပဲနေတိုးချင်တဲ့ S ပဲနေပေါ့နော် M ကျတော့ချက်ထဲနေလို့ရှိရင်စီးစော့လိုမျိုးလေးပဲဖြစ်နေမှာပါဘဲမှမသွားဘူးပေါ့နော်ဒါကိုပြန်ပိတ်လိုက်ရင်ဒါကိုပြန်နှိမ့်လိုက်ပြန်ရက်သွားမယ် P ကကျတော့ brake ပါဟိုမောင်းနေနဲ့တကယ်လို့တိုက်ပြီးတော့မယ်ဟိုကြထိခိုက်ပြီးတော့မှဆိုရင် P လေးနှိမ့်လိုက်တာနဲ့ဒါမစ်တော့ဖြစ်ပြီးတော့ဘာမှနင်းလို့မရဘူးမောင်းလို့လည်းမရဘူးပေါ့နော်ရက်သွားမှာပါ P လေးကိုနောက်တစ်ချိန်ပြန်နှိမ့်မှာပဲပြန်မောင်းလို့ရပါပါအားသွင်းတဲ့နီးလေးကိုပြရပါမယ်နော်အားသွင်းတဲ့ခါကျရင်တော့ပါဝါလေးကိုပိတ်ထားပြီပါပါဝါပိတ်မှအားသွင်းမိပါနော်ပါဝါလေးကိုပိတ်ထားပြီးတော့အားသွင်းကြိုးလေးကိုဒီတက်ခုံမှာထိုးလိုက်လို့ရှိရင်မီးအောင်လေးဒီတိုင်းလေးစိမ့်နေပါလိမ့်မယ်နောက်ပြီးဒီအားသွင်းပေါက်တွေကဒီဖင်တိုင်းကိုအောက်နားလေးမှာပါပါတယ်မျိုးခေါင်းလေးဒီမှာထိုးလိုက်တာနဲ့ဒါဆိုရင်ညီဝိုင်းပေါ့နော်ဒါဆိုအားဝင်နေတာပါတွင်းနေနဲ့စိမ့်သွားနေဆိုအားပြည့်သွားမယ်ဒါဆိုပြန်ဖြုတ်ပြီးသုံးလို့ရပါမယ်အားသွင်းကြိုးတန်းလန်းနဲ့တော့လေဒီလိုပါဝါဖွင့်ပိတ်လုပ်လို့မရပါဘူးနော်အသွင်ကျိုးဖြုတ်ပြီးမှပဲပါဝါဖွင့်ပိတ်လုပ်လို့ရမှာပါစစ်ဆေးပေးလိုက်ပါတယ်တေချာလဲထုတ်ပိုးပေးလိုက်ပါမယ်ရေဆိုကြောက်ကလေးကိုသတိထားပေးပါတမန်ဝတ်ထပ်ပုံမစည်းပါနဲ့အောက်မကြခဏသွင်းပါအဝေးကနေအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ